ကျွန်တော်ကြိုက်ဆုံးဟင်းထဲကတစ်မျိုးပေါ့လေဒါတော့ကျွန်တော်ကြက်ဥရှင်ဟင်းချက်ပါမယ်ပထမဆုံးစီပူအိုးလေးထည့်ထားပြီးတော့ကျုပ်ထားပြီးသားကြက်ဥလေးတွေကိုဒါလေးနဲ့ရာပေးပြီးတော့ပေါ်ရန်ခွန်ကြောလေးတွေတင်းသွားအောင်လို့ကြော်လိုက်တာပေါ့ပေါ်ရန်ခွန်ကြောလေးတွေတင်းသွားပြီဆိုရင်ကိုလိုချင်တဲ့နေထားရလာပြီဆိုရင်ဆယ်ထားလိုက်ဘာလို့လဲဆိုရင်အဲ့လိုခွန်ကြောလေးတွေကမတင်းဘူးဆိုရင်ဟင်းချက်တဲ့အခါဆိုရင်ကြက်ဥကကွဲပြီးတော့အဆင်မပြေဘူးပေါ့လေနော်ဟင်းထဲမှာအဲ့လိုမျိုးခွာသွားတယ်ဒါတော့ကျွန်တော်ချက်တာကျွန်တော်ကြိုက်တဲ့ပုံစံနဲ့ကျွန်တော်ချက်တာပေါ့လေနော်အခုကြည့်နေတဲ့သူတွေရောဘယ်လိုပုံစံလေးတွေချက်ကြလဲကျွန်တော်အကြံဉာဏ်လေးတွေပေးကြအောင်ပေါ့ကျွန်တော်တို့ဝါသနာပါတဲ့ဝါသနာတစ်ခုကြောင့်သာဒီလိုမျိုးတွေရှောက်ပြီးတော့ရိုက်တင်နေတာတကယ်တမ်းကျတော့ယောက်ျားလေးနဲ့ဟင်းချက်တာနဲ့တိတ်ပြီးတော့မအပ်ဆက်ဘူးပေါ့ခုနကစီပူအိုးလေးတဲ့ကိုကျွန်တော်တို့ကျက်သွန်နီလေးတွေမြုပ်သီးကြမ်းမုံလေးထောင်းတလေးတွေထည့်ပြီးတော့ဒါကိုစီနဲ့ပြန်ပြီးတော့ကြော်လိုက်ပါတယ်ကျက်သွန်နီလေးတွေအကုန်လုံးလိမ့်သွားပြီနည်းနည်းရှောက်လူဖြစ်သွားပြီဆိုရင်ခုနဆယ်ထားတဲ့ကြက်ဥလေးထည့်ပါမယ်ကြက်ဥရှင်ဟင်းဖြစ်တဲ့အတွက်ကျွန်တော်တော့မကြီးမဲနဲ့ပဲထည့်ပြီးတော့ချက်လိုက်တာပေါ့လေတကယ်လို့ကျွန်တော်ချက်တဲ့ပုံစံနဲ့အခုတကယ်ချင်းတို့ချက်တဲ့ပုံစံတွေနဲ့မတူရင်လည်းကျွန်တော်အကြံဉာဏ်လေးပါလေးပေးကြအောင်နော်ဒီလိုမျိုးလေးတွေရေလေးနည်းနည်းထည့်ပြီးပြီဆိုရင်စားဟင်းကြုံမုံလေးတွေကြိုက်လားသင်္ခါမုံတွေကြိုက်လားကိုပြန်ပြီးတော့နည်းနည်းလေးဒီစမ်းကြည့်ပြီးတော့ပေါ့ငံလေးကြိုက်သွားအောင်လို့ထားပြီးပြီဆိုရင်အခုနေထားလေးကိုစီလေးပြန်အောင်ထားလိုက်တော့ပြီးပြီဆိုတော့ကျွန်တော်ခုနကရုပ်ပြီးစိမ်းလေးတွေကိုမချက်ခင်ကလေးကကြိုပြီးညှက်ထားတာလေးတွေထည့်လိုက်ပါတယ်ဒါဆိုရင်တော့စီလည်းပြန်လာပြီနောက်ဆုံးချကန်နေပြီဆိုတော့နာမည်လေးအုပ်ပေးလိုက်ဒါဆိုရင်အနံ့ရောရတာရောချဲပဲကျွန်တော်အရန်ကြိုက်တယ်ဒီလိုကြက်ဥရှင်ဟင်းကြက်ဥဟင်းအရန်ကြိုက်တယ်